စိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်စိတ်ကြီးပြီးတော့တတိကသေးရင်စိတ်လိုက်မှန်ပါလုံမိတတ်တယ်တတိဟာစိတ်အားလုံးရဲ့အချုပ်ပဲတတိပိုင်းရင်စိတ်ကိုနိုင်မယ်တတိပိုင်းရင်စိတ်ကမှားမယ်ဒါကြောင့်စိတ်ကြီးဖို့ထက်တတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့ထက်တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်အဲ့ဒီစာစုလေးမှာပါတဲ့ဘုန်းကြီးရဲ့အဓိကစကားပါပဲစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ကမြန်တယ်ဒီကနေ့ဆိုစိတ်တိုးလိုက်ဒီကနေ့ဆိုအလိုမကျဖြစ်လိုက်ဒီကနေ့ဆိုစိတ်လိုက်မှန်ပါလောက်တယ်ဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့စိတ်ဆိုးတာစိတ်တိုးတာစိတ်အလိုမကျဖြစ်တာစိတ်ကြီးတာအလုံးဟာဒေါသရဲ့သဘောတွေပဲဒေါသကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒေါသောအဋ္ဌာနာသာနာတိဒေါသဖြစ်ရင်အကြောင်းအကျိုးအကောင်းအဆိုးကိုမသိတော့ဒါကြောင့်ဒေါသသမားအခန်းနဲ့တူအခန်းနဲ့တူတဲ့အတွက်ကြောင့်ဘာဖြစ်လို့ဒီဒေါသဖြစ်ရတာလဲဒေါသဆိုတာဖြစ်เสียအကြောင်းရှိလို့အာယုံရှိလို့ဒေါသဖြစ်လာတာဒေါသဖြစ်เสียကအာယုံတစ်ခုပေါ်လာရင်ဒေါသဖြစ်เสียရှိလို့ဒေါသလေးကဖြစ်သွားတယ်ဖြစ်ရင်ဖြစ်တဲ့အခိုက်အတန့်မှာရက်ထားနိုင်ရင်တော့ပုရုဇဉ်တဘာဝအတော်လေးစိုးကျိုးနေသွားမှာဒါပေမဲ့ဒေါသဖြစ်တာကိုမသိတဲ့အခါကျတော့အဲ့ဒီမသိစိတ်နဲ့ပဲစက်တိုက်လှုပ်ပြီးတော့လူတွေမှာဒေါသအလျောက်ကျွလွန်မိခဲ့တဲ့အမားတွေကအများကြီးဖြစ်သွားတယ်။ကြောင့်ဘုန်းကြီးကဒီစာစုလေးမှာစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလေးထည့်ပြောတာ။လူကစိတ်တော်တော်ကြီးတယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းစိတ်ကြီးတယ်စိတ်အညှိုးတေးကြီးတယ်။တခါဘာပဲလုပ်လို့ကိုယ်တိုင်လုံးဝမှစိတ်တိုင်းကြတယ်။ဆိုရတဲ့မျိုးလေးဖြစ်တဲ့အခါကျတော့တခါသူများကကိုယ်စိတ်တိုင်းကြမဖြစ်ရင်ကိုယ့်ဘာသာကိုယ်ပဲစိတ်တိုင်းမကြဖြစ်ပြီးတော့ဒေါသတွေထွက်အလိုမကျတွေဖြစ်ပြီးတော့သူတို့ကိုအပြစ်တွေရှောက်မြင်နေတော့အဲ့တော့ဘေးကလည်းပဲဘယ်သူမှမပြောနိုင်ကိုယ်စိတ်ကိုလည်းကိုယ်ကမသိနိုင်တဲ့အခါကျတော့စိတ်အလျောက်စိတ်ကြီးတဲ့အလျောက်အမားတွေစတိုက်လိုက်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့စိုးကျိုးတွေကြီးပဲစတိုက်ဖြစ်ကုန်တော့တာ။နောက်ဘုန်းကြီးတို့ကစိတ်ကြီးတဲ့သူတွေမှာမြတ်စွာဘုရားရှင်အလိုတော်ရတတိကအရေးကြီးတာပဲ။ကိုယ်စိတ်ဘာဖြစ်တယ်ဆိုတာမသိတဲ့မောဟတရားကမဟုတ်တဲ့အလုပ်တွေမှာစက်တိုက်ကျွလွန်တာတွေဖြစ်စေတော့လူတွေမှာစိတ်ကိုဘာစိတ်ဖြစ်တယ်ဆိုတာသိရင်အဲ့ဒီစိတ်အလျောက်မလုတ်ဖြစ်တော့စိတ်လိုက်မှမလုတ်ဖြစ်တော့တတ္တဝါတွေအမှားလုပ်တယ်မဟုတ်တာတွေလုပ်တယ်ဆိုတာမသိလို့လုပ်တာသိတော့ရင်မလုပ်တတိဆိုတာကအဲ့ဒီမသိစိတ်ကိုသိတော့အောင်သူက control လုပ်ပေးတာထိန်းချုပ်ပေးတာမြတ်စွာဘုရားရှင်တရားတော်များဟာလက်တွေ့ဘဝထဲမှာ apply လုပ်ဖို့ဘုရားကဟောကြားတော်မူတာဖြစ်တယ်။နားထောင်ကောင်းရင်တက်နာယုံတက်မဟုတ်ဘုန်းကြီးတို့ဒီနေ့ပြောတဲ့ဓမ္မလက်ဆောင်လေးတွေကလည်းပဲဒါလေးတွေကိုသိပြီးတော့သူတော်ကောင်းများရဲ့ကိုယ့်ရဲ့ဘဝထဲမှာ apply လုပ်ပြီးလက်တွေ့ကျင့်သုံးပြီးတော့နေထိုင်ကြမယ်ဆိုရင်အထက်အလျောက်မြတ်စွာဘုရားရှင်တရားတော်နဲ့ဘဝကိုငြိမ်းအေးမှုရစေသွားမှာအမှန်ပဲ။စိတ်ကြီးပြီးတော့တတိမကြီးဘူးတတိမရှိဘူးဆိုရင်စိတ်လိုက်မှန်ပါတယ်အကုန်လုံးရှောက်ပြီးတော့လှုပ်ဖြစ်တယ်တခါကြတော့လူတွေမှာဘာဖြစ်လို့ဒေါသထွက်ရတာလဲဘာဖြစ်လို့စိတ်လိုက်မှန်ပါလှုပ်ဖြစ်ရတာလဲဘာဖြစ်လို့စိတ်ဆိုးစိတ်တူဖြစ်ရတာလဲဆိုတော့သူကတခြားအာယုန်တွေကြောင့်လို့ပြောလို့ရဘယ်သူကြောင့်ဘဝကြောင့်လို့လူတွေကအဲ့လိုထင်တာအမှန်ကတော့ကိုယ်တဏ္ဍာမှာရှိနေတဲ့ကိုယ်ဒေါသကြောင့်ဖြစ်တာကိုဒေါသကြောင့်ဖြစ်တာအပူဆိုတာတကယ်တမ်းကျသူများပေးလို့ပူတာမဟုတ်ကိုကယူလို့ပူတာကိုကခံစားလို့ဖြစ်တာကိုကမယူရင်ကိုကမခံစားရင်အပူဆိုတာမရအဲ့တော့ကိုအပူကိုအသိလေးနဲ့ညှိပြီးတော့နေမယ်ဆိုရင်အပူတက်တာမြတ်စွာဘုရားရှင်လက်ထက်ကအဲ့လိုပဲဒေါသအလျောက်တိတ်ပြီးတော့လွတ်တက်တဲ့ပုံနာကြီးတူရှိတယ်ဝိနုစာပေမှာတော့ဘာရဒွါစဘာရဒွါစာပုံနာကြီးကအစဲချမ်းတယ်တော်တော်အစဲကြည့်တယ်အကောသဘာရဒွါစာလို့ခေါ်တယ်မလောက်ဒီဆဲလဲဆိုတော့ဒီနေ့မြတ်စွာဘုရားရှင်ကသူလာဆဲတာဘုရားရှင်ကအမျိုးလာဆဲတာဆိုတော့ပုံနာကြီးကစိတ်လိုက်မှန်ပါဒေါသနဲ့ဘုရားကိုလာပြီးတော့တိုက်ခိုက်တာဆိုတော့ဒေါသနဲ့လာတဲ့သူကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်ဒေါသနဲ့ပြန်တုံ့ပြန်ရင်သူကမီးကိုမီးနဲ့ရှို့တယ်လို့အကုန်လုံးလိုက်ပြီးတော့သူလဲလောင်ကိုလဲလောင်ဖြစ်တယ်
ဒေါသနဲ့လာစေတဲ့ပုံနာကြီးကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်မယ်လေမေတ္တာလေးနဲ့ပြန်တုံ့ပြန်ပုံနာကြီးဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းပါစေချမ်းသာသောမိမိခန္ဓာကိုယ်ရွတ်ဆောင်နိုင်ပါစေဝိจิตတန်းကြီးမေတ္တာပို့တဲ့သဘောမျိုးမဟုတ်ဘဲနဲ့တကယ်ကိုပဲစိတ်ထဲမှာရှင်းလင်းပြီးတော့လေကြည်လင်တဲ့စိတ်ကလေးနဲ့တကယ်ကိုပဲအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ပုံနာကြီးကိုဘုရားကမေတ္တာပို့ဟိုဘက်ကပုံနာကြီးကမေတ္တာကိုပထမတော့လက်မခံနိုင်သူ့ဒေါသအလျောက်သူ့ဟာသူလောင်းပြီးတော့ဘုရားကိုအမျိုးမျိုးဆဲတာအမျိုးမျိုးဆဲတော့ပြိတ္တရေဆဲတယ်ဆိုတာကလေသူဆဲကိုဆဲမှအားရှိတာသူကလည်းဆဲသူကဆဲတော့ကိုကလည်းပြန်ဆဲသူတစ်လုံးဆဲတော့ကိုကနှလုံးပြန်ဆဲဩဆဲတယ်ဆိုတာသူဆဲကိုဆဲမှအားရှိတာတယောက်တည်းဆိုရင်အားမရှိပုံနာကြီးကအဲ့လိုဖြစ်သွားတာသူတယောက်တည်းဆဲနေရသူတယောက်တည်းဆဲတော့ကြာတော့မောလာတော့မှခဏနားတဲ့အချိန်ဘုရားကမေးတယ်ပုံနာကြီးသင်ဆဲလို့ပြီးပြီလားပြီးတော့မပြီးသေးဘူးရှင်ဂေါတမဘာပြောမလို့တဲ့ထွေတူတော့ပြောစရာမြေပုံနာကြီးတဲ့သင်ကိုဥပမာတစ်ခုပေးမယ်တဲ့သင်အိမ်ကိုဆွေတော်မျိုးတော်တွေလာတယ်လို့ဆိုကြပါစို့အမျိုးဆွေလာတဲ့အခါမှာအိမ်မှာရှိတဲ့စားဝယ်တောက်ဖွဲ့တွေနဲ့တဲခင်းအခန်းသူတို့ပြန်သွားတဲ့အခါအိမ်မှာရှိတဲ့လက်ဆောင်လေးတွေထုတ်ပြီးတော့သင်အမျိုးတွေကိုသင်ပေးလိုက်တယ်လို့ဆိုပါစို့တဲ့သင်ပေးလိုက်တဲ့လက်ဆောင်လေးတွေကိုသင်အမျိုးတွေကယူမသွားဘူးဆိုရင်အဲ့ဒါတွေဘာမှကြံမလဲဘုရားကပုံနာကြီးမေးတော့ပုံနာကြီးသူတို့ယူမသွားဘူးဆိုရင်တပည့်တော်ရှိမှပဲကြံမှာပေါ့တပည့်တော်အိမ်မှာပဲကြံမှာပေါ့ဖះလို့ပဲပုံနာကြီးတဲ့ခုနသင်ဆဲတာတွေငါလက်မခံဘူးဆိုရင်အဲ့ဒါတွေဘယ်လိုမှကြံမလဲဆိုတော့ပုံနာကြီးတို့ဟုတ်တာပဲငါမှပဲကြံမှာပေါ့ငါပဲခံစားနေတာငါပဲပူနေတာပါသောပေါက်ပါအဲ့ဒါပရိသတ်ရေမြတ်စွာဘုရားကဒေါသကိုမေတ္တာနဲ့တတိတရားနဲ့ပြန်တုံ့ပြန်လိုက်တာဆိုတော့ဒေါသဖြစ်ရင်အဲ့ဒီခုနပုံနာကြီးလိုပဲကျန်တဲ့လူကတော့ပူလားမပူလားမသိသေးဘူးဖြစ်ရင်ဖြစ်တဲ့သူကအရင်ပူတာဖြစ်တဲ့သူကအရင်ခံစားရတာပဲအဲ့ဒါကိုတတိမရှိဘဲနဲ့ဟိုဘက်ကစန့်ကျင်ဘက်ကလူကသူဒေါသဖြစ်လို့ကိုယ်ပါလိုက်ဖြစ်ရင်သူကကိုယ်ပါပူသွားတာဒေါသကနှစ်ဦးလုံးကိုပူစေတာဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကကိုယ်ဒေါသနဲ့လာရင်လည်းပဲကိုယ်ကတတိလေးကပ်ပြီးတော့ပြန်ထိန်းရထို့အတူပဲကိုယ်မှာဒေါသတွေထွက်တယ်ဆိုရင်လည်းပဲကိုယ်ဒေါသလေးတွေကိုတတိလေးနဲ့ကပ်ပြီးတော့မကျူးလွန်မိအောင်ထိမ့်သိမ့်ရဘုန်းကြီးတို့စာပေမှာကိလေသာအဆင့်တွေက level 3 ဆင့်လောက်ရှိတယ်လောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတွေဟာတဲ့အဆင့်တန်းအပြင်3 ဆင့်လောက်ရှိတယ်စာလိုပြောရင်နံပါတ်1ကိလေသာအနုတ္တယကိလေသာခေါ်တယ်ဟိုးတန်တရားအစဉ်ဆက်တဲ့ကင်းပြီးတော့နေတဲ့ကိလေသာတွေလောဘတွေဒေါသတွေမောဟတွေဘယ်တော့မှပါလာမှမသိတဲ့ကိလေသာတွေအခုဒီမှာအဆိုင်ခဲယူဖြစ်နေအဲ့ဒီအနုတ္တယဆိုတဲ့ကိလေသာသေးသေးမွားမွားလေးတွေကတန်တရားတွေကပါလာတဲ့ကိလေသာတွေကတဲ့ယဟန္တာဖြစ်မှပယ်တာအရဟတမဉ္ဇဉ်နဲ့ပဲပယ်တယ်အဲ့ဒါနုတ္တယကိလေသာရှိတယ်နံပါတ်2ကိလေသာကြောင့်ပရိယုဌာဏကိလေသာဒုတိယ level ကြဒုတိယအဆင့်ပရိယုဌာဏကိလေသာကြတော့အာယုန်နဲ့တွေ့ရင်ပေါ်လာတဲ့ကိလေသာမျိုးလောဘထွက်เสียအာယုန်တွေ့လို့လောဘထွက်သွားတယ်လောဘဖြစ်သွားတယ်ဒေါသထွက်เสียအာယုန်တွေ့လို့ဒေါသထွက်သွားဒေါသဖြစ်သွားတယ်မောဟမာနဖြစ်เสียအာယုန်နဲ့ကြုံလို့မောဟမာနတွေဖြစ်သွားတယ်အဲ့ဒါကပရိယုဌာဏကိလေသာခေါ်တယ်ဒုတိယ levelတတိယကိလေသာအဆင့်ကြတော့သူကလွန်ကျူးတဲ့အဆင့်တီကိုရောက်သွားတာလောဘကိုလောဘဖြစ်ုံနဲ့မဟုတ်ဘူးလောဘအလျောက်လွန်ကျူးမိလိုက်ရယူလိုက်တယ်ပိုင်ဆိုင်လိုက်တယ်ရအောင်ဖန်တီးလိုက်တယ်ဒေါသထွက်เสียအာရုံတွေ့လို့ဒေါသထွက်သွားတယ်ဒေါသထွက်ုံနဲ့မဟုတ်ဘူးတွေ့ရနဲ့ကောက်ပေါက်လိုက်တယ်ဆဲလိုက်မှပါဆဲလိုက်တယ်ဆူလိုက်တယ်ဆူလိုက်တယ်အဝိတိတ်ကမအဆင့်ကိုရောက်သွားတော့ဘုန်းကြီးတို့ပုထုဇဉ်တွေကသူတော်ကောင်းတွေလည်းပဲပုထုဇဉ်ဘုန်းကြီးတို့လည်းပုထုဇဉ်ဆိုပုထုဇဉ်တွေမှာကကိလေသာတွေကတော့ရှိနေတာပဲအဲ့ဒီခုနကအစင်ဆက်ကိန်းနေတဲ့အနုတ္တယကိလေသာယဟန္တာဖြစ်မှပယ်မှာဆိုတော့ကိလေသာကဒါမျိုးကြတော့ဘုန်းကြီးတို့ကလည်းပယ်နိုင်မှာမဟုတ်ဘူးပုထုဇဉ်တွေမှာမပယ်နိုင်ဘူးဘာလေး apply လုပ်ဖို့ practice လုပ်ဖို့လေ့ကျင့်ဖို့လိုလဲဆိုတော့လောဘဖြစ်စရာအာရုံနဲ့တွေ့လို့လောဘဖြစ်သွားတယ်လက်တွေ့အဲ့ဒီလောဘကိုအကောင့်ထဲပေါ်တဲ့အဆင့်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဒါအတော်မြတ်သွားတဲ့ကလျာဏပုထုဇဉ်အဆင့်ရောက်ဒေါသတွေ့เสียအာယုံတွေ့လို့ဒေါသထွက်သွားတယ်ဒေါသအလျောက်သူကကျွလွန်တဲ့အဆင့်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဆိုရင်ထောင်းတဲ့ဒေါသထွက်သွားတယ်
ဒေါသထွက်ပေမဲ့အဲ့ဒီဒေါသအလျောက်ချက်ချင်းအကောင့်တွေမပေါ်ဘဲနဲ့အာကိုဒေါသကိုဆဲတဲ့အဆင့်ကြီးရောက်မသွားအောင်လက်တွေလွန်ကျူးတဲ့အဆင့်ကြီးရောက်မသွားအောင်တတိလေးကအချိန်မီထိန်းလိုက်နိုင်ပြီဆိုဝိတိတ်ကမအဆင့်ကိုရောက်မသွားတော့ဒါဆိုရင်တော်တော်လေးကိုအဆင်ပြေသွားတယ်တော်တော်လေးကိုအကျိုးတက်ရောက်မှုရှိသွားတဲ့ပုထုဇဉ်ဖြစ်သွားကလျာဏပုထုဇဉ်အဆင့်ကိုရောက်တော့ကျွန်တော်ဒေါသကိုချက်ချင်းအကောင့်တွေမဖော်ရဘူးတဲ့ဘုန်းကြီးတို့ပါဘူးတဲ့စာအုပ်လေးကပူတော်ယူစီယာကောင်းတယ်အမေရိကန်သမ္မတအိဘရာဟင်လင်ကွန်းရဲ့ဒေါသဖြေနည်းလေးကအတော်ကောင်းတယ်သူကလူတယောက်ကိုစိတ်ဆိုးပြီးဒေါသထွက်ပြီးဆိုရင်တဲ့စိတ်ဆိုးတဲ့လျောက်ဒေါသလည်းလျောက်သူ့ကိုသွားပြီးတော့ချက်ချင်းမတုံ့ပြန်လူဒေါသဖြစ်တဲ့ဟာစိတ်ဆိုးတဲ့ဟာတွေကိုစာရွက်တရွက်မှာကောက်ပြီးတော့ရေးလိုက်တာချက်ချင်းရေးသူပြောချင်တဲ့အကုန်ရေးပြီးတော့မှအဲ့ဒါလေးခောက်ပြန်ဖတ်ပြီးခောက်ပြီးတော့စာရိုက်တဲ့ထက်ပြီးတော့မှစာရိုက်လေးပုံမှာစာလေးရေးထားတယ်မနှက်ဖန်ကမှပေးရန်ဆိုပြီးရေးပြီးတော့အဲ့ဒါလေးစပွဲပေါ်တင်ထားတယ်အိဘရာဟင်လင်ကွန်းနောက်နေ့မနေ့ကျတော့သူရေးခဲ့တဲ့စာလေးပြန်ဖတ်လိုက်တော့မှမပေးပြတော့ပဲနဲ့အဲ့ဘုံထဲကိုထည့်တာစက်ကူဘုံအထက်လိုက်ရေးရသွားတယ်အိဘရာဟင်လင်ကွန်းရဲ့ဒေါသကိုချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့မပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့နည်းလေးကဒါအတော်အတွေ့အစရာကောင်းလူအစိမ့်လက်မှန်မှလုံနေတဲ့ဖြစ်တဲ့အချိန်မှာကောက်ပြီးတော့ချက်ချင်းသွားပြီးအကောင့်ထဲပေါ်လိုက်ရင်ပြောလိုက်ပြီဆိုရင်အမှားတွေပဲဖြစ်တယ်ဆိုတော့တိတ်မခံစားနိုင်ဘူးဆိုရင်တော့ခုနကပြောဆိုစာရွက်လေးအလုံးမှာကောက်ပြီးတော့ရေးချပြီးတော့ပြန်ဖတ်ဒီနေ့ကောင်းတယ်မပေါ်နောက်နေ့မနေ့ကျတော့ပြန်ဖတ်လိုက်တဲ့အခါကျတော့အိဘရာဟင်လင်ကွန်းကစိတ်လက်မှန်မှာရေးထားတဲ့စာရဲ့အမှားတွေပဲဖြစ်နေတာသိတော့မပေးပြီးတော့ပဲနဲ့စာရိုက်တဲ့ထက်စက်ကူပုံနဲ့ထည့်လိုက်တာစက်ကူပုံတစ်ထပ်လောက်ရသွားအဲ့ဒါဒေါသရဲ့ဖြည့်ရှင်းနည်းပဲပရိယုဋ္ဌာဏအာယုန်နဲ့တွေ့လို့ပေါ်လာတဲ့ကိလေသာဝိတိတ်ကမလွန်ကျူးတဲ့အစဉ်တွေရောက်မသွားဘူးဆိုရင်တော်တော်ကိုတန်ဖိုးရှိတဲ့ဘဝကိုဘုန်းကြီးတို့တော်တော်ကောင်းများပိုင်ဆိုင်နိုင်ကြတာဖြစ်ပါတယ်။ညဘုန်းကြီးကိုယ့်ကိုဆုံးမခြင်းအစာပိုက်လေးရအဲ့ဒါပါပဲ။စိတ်ကြီးတဲ့သူဟာဒေါသကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလူတိုင်းပုထုဇဉ်သဘာဝစိတ်လိုက်မှစိတ်ဒေါသဆိုတာရှိတတ်တာပဲစိတ်အပြစ်တွေရှိတတ်တာပဲတိုးတော်လည်းပဲအဲ့ဒါတွေကိုတတိလေးကကပ်ပြီးတော့ထိန်းနိုင်မှတန်ဖိုးရှိတယ်တခါကဒေါသကိုဘာဖြစ်လို့ဒေါသတွေကဇက်တိုက်စိတ်လိုက်မှထွက်သွားရတာလဲဘာဖြစ်လို့ဇက်တိုက်ဓာတ်တွေကိုအမားတွေဆက်လုံးမိလိုက်တာလဲဆိုတော့အဲ့ဒီဒေါသစိတ်ကိုမသိလို့ဖြစ်သွားတာကိုဒေါသထွက်တာကိုမသိလို့ဖြစ်တာမသိတော့အဲ့ဒီဒေါသလျောက်ရှော့ပြီးတော့မသိစိတ်နဲ့ဇက်တိုက်သူကကျွလွန်မှုတွေဖြစ်ကုန်အကယ်၍မဲ့အဲ့ဒီစိတ်ကလေးကိုသိတယ်ဆိုရင်သိရဆိုတာတတိရှိမှသိတာတတိမရှိရင်မသိဘူးဒေါသဖြစ်တာကိုမသိတော့ဒေါသအလျောက်လုံးမိအဲ့တော့ဘုဒ္ဓဇဘာဝတတိလေးကပ်ပြီးတော့ဒေါသတွေဖြစ်ရင်အဲ့ဒီစိတ်ကလေးကိုမြင်အောင်ကြည့်လိုက်ကိုဖြစ်နေတဲ့ခံစားချက် emotion ကို control လုပ်နိုင်တယ်ခံစားချက်ကို control လုပ်နိုင်တယ်ဒေါသထွက်လာရင်ဖြစ်ပေါ်လာတဲ့ခံစားချက်က exciting ဖြစ်တာစိတ်လှရှားတာတွေဖြစ်တာဇက်တုံလာဆိုဘုန်းကြီးတို့စာပေမှာ IQ နဲ့ EQ ဆိုအင်္ဂလိပ်စာပေမှာရှိတယ် intelligent quotient နဲ့ emotional quotient IQ ကအသိဉာဏ်စွမ်းအားမှတ်ဉာဏ်စွမ်းအား emotion နဲ့ quotient က EQ ကြတော့ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားမှတ်ဉာဏ်စွမ်းအားတွေဘလောက်ပဲမြင့် emotion EQ ကို control မလုပ်နိုင်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်အဲ့ဒီလိုအထက်ကိုမရောက်ခံစားချက်အလျောက်အကောင့်ထဲပေါ်တဲ့လူဟာစိတ်လိုက်မှန်လှုပ်တဲ့လူဟာဘယ်တော့မှအောင်မြင်မှုကိုမရဘူးဆိုတော့ IQ တွေဘလောက်ပဲမြင့် EQ ဆိုတဲ့ emotion ကို control လုပ်နိုင်တဲ့စွမ်းအားမြင့်မှသာလေလူတစ်ယောက်ဟာဘဝအောင်မြင်မှုရတယ်ဘဝအစဉ်တန်းကိုရတာဆိုတော့ကိုယ်မှာဖြစ်တဲ့ဒေါသစိတ်ကိုချက်ချင်းအကောင့်ထဲမဖော်ဘဲနဲ့ဒေါသဖြစ်ရင်အဲ့ဒီဒေါသစိတ်ကလေးကိုသိအောင်တတိလေးကပ်ပြီးတော့ကြည့်လိုက်တတိကအချုပ်ပဲတတိလွန်သွားလို့မှားသွားတယ်တတိများသွားလို့မဟုတ်တာတွေလုံးဖြစ်တယ်ဆိုတော့လောကမှာမရှိဘူးတတိလွတ်သွားလို့မှားသွားတာတတိလွတ်သွားလို့မဟုတ်တာလုံးမိတာဒါပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဖះဖြစ်တော်မူတဲ့ကစပြီးတော့ပြိဋိဘံစံတော်မူတဲ့အထိပဲဒီစကားလုံးကိုအမြဲတမ်းပြောတယ်အပမဒေနသံပါဒေထအပမဒေနမမိတ်မလျော်မပေါ်မဆတဲ့တတိတရားနဲ့သံပါဒေထကိုစီကိုငါပြည့်စုံအောင်နေရမယ်ဘုရားကဘာပဲဖြစ်ဖြစ်သိနေပါသိခိုင်းတာ realize လုပ်ခိုင်းတာ
လူတွေမှာသိတာနဲ့ခံစားတာကိုမတူအာယုံတစ်ခုကိုအရှိအတိုင်းသိနေမခံစားဘူးမသိလို့ခံစားတာဒေါသဖြစ်လာတယ်ဒေါသဖြစ်တဲ့သဘောကိုသိနေရင် तू ကခံစားချက်မပါတော့အဲ့သူ့အရှိအတိုင်းလေးပဲသိပြီးတော့အဲ့ဒေါသစိတ်ကလေးကယော့ဒေါသဖြစ်တာကိုမသိတော့စိတ်ထဲဖြစ်တဲ့အတိုင်းလိုက်ပြီးတော့ခံစားတဲ့အခါကျတော့အာဟုသူတွေဖြစ်တယ်မဟုတ်တာတွေလုံးမိတယ်ဆိုတော့အဲ့ဒီစိတ်ကလေးကိုသိရဆိုရင်တတိလေးကကတ်ထားရတတိကတ်သွားတာနဲ့အဲ့ဒီဖြစ်နေတဲ့ခံစားချက်ဒေါသကယော့ကိုယော့သွားတော့မြတ်စွာဘုရားကဘာပဲဖြစ်ဖြစ်သိပါဆိုတာသိတာနဲ့ခံစားနေခိုင်းတာလည်းမတူဘူးသိတာကသူ့အရှိတိုင်းလေးသိတခါတော့ဘုန်းကြီးတို့တရားအားထုတ်ရတဲ့အခါမှာလည်းပဲသိချင်းမသိချင်းဘာကွာလဲဆိုတော့တရားအားထုတ်တဲ့အခါမှာကိုယ်ကလည်းကိုယ်တတိမကတ်တဲ့အခါကျတရားထိုင်နေတဲ့လူမှာအတွေးတွေဝင်နေတာအတွေးတွေဝင်နေတာကိုအတွေးကိုမသိတဲ့အခါကျတဏှာကြီးတရားထိုင်နေအဲ့အတွေးတွေကလိုက်ပြီးတော့ရှောက်ပြီးတွေးနေတာအဲ့အတွေးတွေနဲ့တဏှာကြီးတရားထိုင်နေတခါကျရင်နိုင်ဝက်ကြော်ထိအတွေးကိုမသိဘူး45မိနစ်အတွေးကိုမသိဘူးမိနစ်50လောက်ထိမသိဘူးတတိလေးပြန်ဝင်လာတော့ဟာငါတွေးနေပါလားလို့သိလိုက်တဲ့အခါမှာတွေးတဲ့စိတ်ကမရှိတော့ဘူးသိတဲ့စိတ်ကလေးကရောက်လာဟောတတိကပြန်ဝင်သွားတဲ့အခါကျတော့အတွေးစိတ်ကပျောက်သွားတယ်ဘုရားကအဲ့ဘာပဲဖြစ်ဖြစ်သိပါစေဆိုတာဘလို့ emotion ဘလို့ခံစားချက်မျိုးပဲလာအဲ့ဒါလေးကိုသိလိုက်လို့ရှိရင်ဒေါသစိတ်ကိုသိရင်ဒေါသကစိတ်မထွက်တော့လောဘဖြစ်တာကိုသိရင်လောဘကရှေ့ကိုဆက်မသွားတော့မောဟမာနဖြစ်တာကိုသိရင်မောဟမာနတွေရှေ့ကိုမဆက်တော့မသိလို့ကိုအဲ့လောဘအလျောက်ဖြစ်တာဒေါသအလျောက်ဖြစ်တာမောဟမာနကြောင့်ဖြစ်သွားတာဆိုတော့မြတ်စွာဘုရားရှင်ရဲ့သဘောကတော့လူတော်အရာတော့ emotion ဘလို့ခံစားချက်မျိုးပဲလာအဲ့ဒီခံစားချက်ကိုသိအောင်ကြိုးစားပါသိရင်ခံစားချက်ကရှေ့ကိုဆက်မသွားတော့ခံစားချက်ကယော့သွားစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်တတိသေးရင်စိတ်လိုက်မှလှုပ်တတ်တယ်ဆိုတော့ဘုန်းကြီးတို့ကအဲ့ဒီကိုယ့်ကိုဆုံးမခြင်းအပိုင်းမှာအဲ့ဒါလေးကိုအထူးပြုပြောထားတတိဟာစိတ်အားလုံးရဲ့အချုပ်ပဲဆိုတော့တတိမပါရင်ဘလို့စိတ်ပဲဖြစ်ဖြစ်အမျိုးမျိုးပေါ်တော့တတိရှိနေရင်အဲ့ဒီပေါ်လာတဲ့မြတ်စိတ်တွေကိုတတိက control လုပ်ပေးတဲ့အတွက်ကြောင့်ကိုယ်ပေါ်မှာရှိနေတဲ့ဖြစ်ပေါ်လာတဲ့ခံစားချက်ကိုတတိလေးကနိုင်သွားတဲ့အခါကျတော့စိတ်ကြောင့်ဖြစ်ပေါ်လာမယ့်အမှားတွေကိုမရှိတော့ဘူးတတိပိုင်ရင်စိတ်ကိုနိုင်မယ်တတိပါရင်စိတ်ကမှားမယ်ဟောဒီစကားလေးကသိပြီးတော့တန်ဖိုးရှိတယ်တတိပိုင်ရင်စိတ်ကိုနိုင်မယ်တတိပိုင်ရင်စိတ်ကမှားမယ်ကိုကဒီတတိလေးကိုပိုင်ထားရင်ကိုယ်စိတ်ကလေးကိုကိုကနိုင်သွားတယ်တတိမြန်ယော့သွားတာနဲ့အဲစိတ်ကမှားတော့တာအမှားတွေလုံးမိတာဒါကြောင့်စိတ်ကြီးဖို့တဲ့တတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့တဲ့တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်ဆိုတာမြတ်စွာဘုရားရှင်ကတတိကိုအထူးပြုပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးတို့ကဒီကိုယ့်ကိုယ်ဆုံးမခြင်းဆိုတဲ့အပိုင်း1မှာဗာလေးကိုအထူးပြုပြောခြင်းလဲဆိုတော့စိတ်ကြီးတဲ့သူရဲ့တတိနဲ့ဒါလေးကိုအထူးပြုပြောခြင်းတာဒေါသအလျောက်လုံးမိတာတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်ကိုဘာဖြစ်တယ်ဆိုတာသိချင်ရင်ကိုယ့်ကိုယ်ကိုတတိလေးအမြဲကတ်ထားရမယ်တတိမပါတဲ့စိတ်ဟာအမှားကိုဇက်တိုက်ကျุလို့မိတတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်အလိုတော်ရ mindfulness တတိရှိခြင်းဟာကိလေသာအာယုန်တွေကိုပယ်ခွာစေနိုင်တဲ့အတွက်ကြောင့်တတိရှိတဲ့သူနဲ့တတိမရှိတဲ့သူတိတ်ပြီးတော့ကြွာချတယ်ဘုရားကဘယ်လောက်ထိပြောလဲဆိုရင်အပမတော်အမတန်ပဒံပမာတော်မစ္ဆုနောပဒံလို့မိန့်တယ်အပမတော်တတိမရှိတဲ့သူမိနေတဲ့သူဟာတဲ့ပမာတော်မစ္ဆုနောပဒံတည်နေတဲ့အတူတူပဲတူတူပဲတဲ့တတိမရှိတဲ့သူဟာတည်နေတဲ့သူနဲ့အတူတူပဲတဲ့ပမာတော်မစ္ဆုနောပဒံမမေ့တဲ့သူကတော့နိဗ္ဗာန်ကိုသွားနေတာနဲ့အတူတူပဲဆိုတော့တို့တွေကမေ့နေတဲ့သူလားမမေ့တဲ့သူလားမေ့နေရင်အသက်ရှင်နေပေမဲ့တည်တာနဲ့အတူတူပဲမမေ့တဲ့သူကတော့အသက်ရှင်နေပေမဲ့တည်ခြင်းကင်းရာနိဗ္ဗာန်ကိုသွားနေတာနဲ့အတူတူပဲဆိုတော့အဓိကဘုရားရှင်ကိုယ်တော်မြတ်ကြီးကတတိကိုအထူးပြုပြီးတော့အမြဲတမ်းလက်ကင်ထားစေချင်တာပဲတတိပဋ္ဌာနာတုတ်ရဲ့အချုပ်လုံးကလည်းတတိကိုအထူးပြုခိုင်းတာပဲအဲ့ဒီတတိပဋ္ဌာနာတုတ်မှာလာတာကစကလုံးလေးတစ်လုံးနဲ့ပဲယထာဘူတံပါဇာနာတိယထာဘူတံအရှိကိုအရှိအတိုင်းပါဇာနာတိသိရမယ်တဲ့
ကိုယ်စိတ်မှာဘာပဲဖြစ်ဖြစ်စိတ်မှာပဲဖြစ်ဖြစ်ရုပ်မှာပဲဖြစ်ဖြစ်ဖြစ်သမျှပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ကြိုက်ပေါ်စေပေါ်ကြိုက်မှာသူ့ရဲ့အရှိအတိုင်းလေးပဲလိုက်ပြီးတော့သိရတယ်တဲ့အဲ့ဒါကိုတတိပဋ္ဌာန်ဝိပဿနာဆိုတာအဲ့ဒါပဲပြိတ္တိစိတ်နဲ့ရုပ်မှာပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ကြိုက်ပေါ်စေပေါ်ကြိုက်မှာသိရင်ဒါတရားပဲဆိုတော့ကိုယ်စိတ်ထဲမှာခုနကဖြစ်ပေါ်တဲ့ emotion ကြောင့်ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်လိုက်မှပါလှုပ်ထားတယ်ဒေါသအလျောက်ဖြစ်ပေါ်တာတွေကိုတတိလေးကပ်ပြီးတော့အဲ့ဒီတတိကိုအဲ့ဒီစိတ်ကလေးကိုတတိလေးနဲ့နိုင်အောင်ထိန်းထားပြီးဆိုရင်တတိကနိုင်သွားရင်စိတ်လိုက်မှပါလှုပ်ထားလဲလျော့သွားတော့မှဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်တယ်ဆိုတာတတိလေးကပ်ပြီးတော့မိမိကိုယ်ကိုအသုံးချမိမိကိုယ်ကိုနှလုံးလှအောင်ကြိုးစားပြီးတော့အသုံးချပြီးဘဝတလန်းမှာတတိကပ်ပြီးတော့ချမ်းသာစွာနေထိုင်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း